ရုံးကန်နေတာလူဘဝဖြစ်ငါအသက်ကကမ္ဘာလောကအလားစိတ်ကိုရှာဖွေရင်ဂီတနဲ့ဘဝကိုထူးစစ်ဖြစ်ချင်တော့ဖြစ်ရမယ်ငါ generation